အမပကံတူဆိုတော့မတို့ပကံမှာရတဲ့အစားအစာလေးပေါ့။နောက်ရက်ဆိုင်မှာရလား။ဟွာပေါ့ဓမ္မောက်ရလား တော့မရဘူး ။အော်ထမင်း ကိုယ်မရဘူး ချက်စီတမင်းရော မရဘူး ဟာလူတာ မရဘူး ဒိုမီနို မရဘူး အိုက်စခရင် မရဘူး ဒီလိုထားပါရတယ်ရပြောချင် သမီးရောမင်းမရရ ပရှုတမင်းကျော်ရွရဲတမင်းကျော်အမပကံတူလေပကံတမင်းကျော်ဆိုတာရှိလား ဘာလဲလူရောမရဘူးရတယ် ဟမ် အဲ့သမီးရောရတယ်ဘာကနေနဲ့သမီးရ ဟမ်ဟုတ်ပြီအမကအားဆိုလို့ရှိရင်အကြကွေးပေးအမပကံတူဆိုတော့အကြကွေးကြိုက်တယ်အကြကွေးကအမကိုပကံခိကလက်ဖေး ဘာကနေနဲ့သမီးရ ဟမ်ဟုတ်ပြီအမကအားဆိုလို့ရှိရင်အကြကွေးပေးအမပကံတူဆိုတော့အကြကွေးကြိုက်တယ်အကြကွေးကအမကိုပကံခိကလက်ဖေးနော်ပကံခိလက်ဖေးနဲ့အကြကွေးရှိရှိနဲ့ ပကံနဲ့တည့်ပြီ တို့ပြီးစားမယ် ရောရှိနေတယ် မလေးလုပ်ပေးနိုင်ပါမလား ရပါတော့ အမပကံတူမလှလား လာတော့ လှရင်မအကြကွေးရှိရှိတစ်ချောင်းနဲ့လက်ဖေးပကံခိလက်ဖေးတစ်ခွက်